ပါတယ်ကျွန်တော်ဒီနေ့မှဆိုတော့ပေါက်ပန်း40စီစဉ်အပြီးတော့ဖူပို့ဆိုဖြစ်ပါတယ်အောက်မှာရှင်တော့ကျွန်တော်ရဲ့ပေါက်ပန်း40အဖိုးတန်အဖန်တိုးတဲ့တွဲကုန်းအထားနေတာပဲနေရပဲဖြစ်ပါတယ်ဒါလည်းကျွန်တော်ရင်းနဲ့ဗီဒီယိုမလုပ်ခင်စောက်ထားပါနဲ့ဒါတကယ်လည်းတော့ဗီဒီယိုနဲ့စောက်ပါပြီးကြမှာဘယ်လိုဗီဒီယိုကဖြတ်သွားတယ်တော့မသိပါဘူးထားပါတော့ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုမှာဆိုတော့ဖြင့်ကျွန်တော်ရဲ့အိမ်လေးကိုပြုပြင်သွားမှာဖြစ်ပါတယ်။ဘာလို့ဆိုတခြား feeding တွေကအကြီးဖြစ်နေပြီကျွန်တော်ကြီးကပစ္စည်းညော့တော့လေဖနော် feeding ကလည်းကြီးရပါလာတော့မလာပါဘူးထားပါလားဟင်းဟင်းထားပါကျွန်တော်ရဲ့လည်းပြီးတော့ shocker box လေးနဲ့ unchallenge table တွေ electra တွေကိုတော့ electra တော့အမချက်ထားပါဘူးဒါမှမဟုတ်ဒီပါအကုန်ရထားပါနော်ယေးထားပါတော့ပြကျွန်တော်ရဲ့ sugar cane fan လေးတွေစောက်ထားပါတယ်ခင်ဗျာထားပါတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုမှာအိမ်ဆောက်မှာဆိုတော့ဘယ်နားမှာဆောက်မှာလဲလို့မေးရရှိပါတယ်ဒီနားမှာပါဟုတ်ပါတယ်ကျွန်တော်ရဲ့ဒီဘယ်လိုပြောမလဲ ocean ပင်လယ်လေးမှာဆောက်မှာဖြစ်ပါတယ်ပင်လယ်အနားတော့တော်တော်နဲ့တယ်ပေါ့နော်ကျွန်တော်ရဲ့sun block တွေတုံးရမယ်ပေါ့နော်တောင်းရမှာဆိုတော့ကျွန်တော်ရင်လည်းရှည်လေးကိုတွားပြီးတူအောင်ပါအရင်တော့ရင်လည်းကျွန်တော်ရင်လည်းရှည်လေးတွားတူအောင်ဆိုတော့လေးဆိုရည်ဒါမှကျွန်တော်မှတော့ဘယ်လိုပြောဒီတော့ဘောနော်ကျွန်တော်ရင်လည်းရှည်ကိုကြကြငုံနိုင်တဲ့အုပ်စုရှိရဘောနော်တာတဲ့ရှည်ဟဲမဲလို့ခင်တော့မှားပါလိမ့်မယ်ဒိုင်းမုံမှာအန်ချက်တဲ့ဟာလေးဘုတ်တည်ရမလားအချက်တဲ့ဘုတ်လေးထားပါတော့ကျွန်တော်ရင်းနဲ့ရင်ဆုံးရင်းနဲ့ဘာလို့မလဲဆိုရင်တော့ဖြင့်အိုက်တန်စုံမှာဖြစ်ပါတယ်ကျွန်တော်ရင်းနဲ့ဘောင်ပီနာဖောင်းလို့ဖို့အတွက်သဲနဲ့မြေကြီးနဲ့သဲနဲ့လွယ်ပါနော်မြေကြီးနဲ့သဲနဲ့ပါကွာလဲဆိုတော့ဓာတ်ဘလော့နဲ့ဆန်ဘလော့ပဲဖြစ်ပါတယ်အတန်းဆိုပြီးမယ်လို့ပဲမျှော်လင့်ပါတယ်ကျွန်တော်ရဲ့ငကဥထားတဲ့အောက်မှာဆိုရင်တော့ဖြင့် S2 SUP မီလို့မီဆိုပြီး M ဆိုပြီးရှိဘောနော်ကျွန်တော်နဲ့တဲရတော့ဒီကနေအလွယ်တကူရနေပါတယ်ခင်ဗျာဒီ SUP နာနေပြီးတော့ပဲယူလိုက်ပါဦးမယ်အရင်တော့ကျွန်တော်ရဲ့ဒီပေါ်တက်ပြပါမယ်ဒါကတော့ဒီကောင်အလေးတွေထားနေတာပဲဖြစ်ပါတယ်ကျွန်တော်မှာရှိတဲ့ဒါမွန်ကိုလုံးတုံးပြီးထက်လို့ထားပါတော့အဲ့ဘောရပြရရောပေါ်လာပြီးပါကျွန်တော်နဲ့ဖြတ်လိုက်အောင်မယ်ရေထဲမှာဒီလောက်နီးနီးလေးလွဲနေပါကွာစကလီအရန်ကောင်းဒါပါလားဒါဘလော်လေးတွေနဲ့ယူလိုက်ပါဦးမယ်ခင်ဗျာကျွန်တော်နဲ့အစားတော့ပူရမရှိပါဘူးပူရမလို့ပါဘူးဘာလို့ဆိုကျွန်တော်နဲ့ fan လေးတွေနဲ့မြင်ထားဘူးနော်ဟေးဒါပါကျွန်တော်ဒီဘလော်လေးရှူပါမယ်ခင်ဗျာပြီးကျွန်တော် plug ရပြီပြီးဘလော့လေးပြန်ထားလိုက်ပါမယ်ဒီတဘလော့ပြပို့တော့ငါစောစောနဲ့တူးလိုက်တာမိနေထားပါလေကျွန်တော်ရင်းနဲ့ထားတော့သူကအထားတဲ့နာပဲဖြစ်ပါတယ်ဒီစာကြီးတွေကတော့ UP B ပဲ MA ဖြစ်ပါတယ်ခင်ဗျာမြေကြီးဘလော့လေးပြန်ထားလိုက်ပါဦးမယ်ဒါပြီးကြမှာယူမှာဆိုတော့ကြည့်ပြတဲ့ကျွန်တော်ဒီရဲ့ပြောင်းရင်လည်းပြောင်းပါဘောနော်အဲဆိုကျွန်တော်ရဲ့တွဲကုန်းအထားတဲ့နာကြီးမလားပပိုင်ဖြစ်သွားရင်တော်ဆိုရလေထားပါတော့ကျွန်တော်ရင်းနေရင်တော့ရင်းနေမော်ဖန်လို့ပြောမလားမေဂါဖန်လို့ပြောမှာမေဂါဖက်စထရီလို့ပြောမလားအဲ့ဒီကနေပြီးတော့ item လေးယူအောင်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဝီလေးလိုက်ပြပါမှုပေါ့ဟေးထားပါတော့ကျွန်တော်ရင်းနေ sugar cane လေးတွေအများကြီးရတဲ့နေရာတော့ဘုံမီနဲ့မေးလိုက်အောင်ဘုံမီနဲ့ကြည့်အောင်လုပ်လိုက်အောင်ပါပဲဒါပါပဲအလိုက်ဆိုမတက်ဖင်းနဲ့ငါပြန်အယူပဲထားပါတော့နောက်ရှောက်ပြီးတော့ကျွန်တော်ရင်းနေဒီဒါလေးတွေကားလေးလောက်ထားပေါ့နော်အရှိမပါစားလေဟာပါစားရပါရီလေဟာပါရီ it's almost 100 subscriber you can do everythingကျွန်တော်နေနဲ့100 subscriber ပြီးတော့မှာပဲဖြစ်ပါတယ်96ဆိုတော့နောက်ထပ်4ယောက်တွေပါ maybe 4ယောက်လေလွင်ခိုင်းလေးခံအောင်ထားပါ subscribe to me အဲ့ဒါပါပဲထားပါတော့ကျွန်တော်နေနောက်ဆက်ဆိုင်းဘုတ်တွေရဲ့စာလေးတွေဖတ်ကြည့်အောင်ပေါ့နော်ပြီးတော့ကျွန်တော်နေတဲ့ဒီဘောစာလေးဖတ်မှာပေါ့နော် subscribe to me by Moonly ဘယ်လိုတော့ Moonly ဆိုတာMoonly ဆိုကျွန်တော်မသိဘူးနော်ကျွန်တော်မဟုတ်ပါဘူးကျွန်တော်မီလွန်ပါဟိုက Moonly ပါကျွန်တော်မသိပါဘူးလုံးဝမသိပါဘူးကျေးဇူးတင်ပါတယ်ယုံကြည်လိုက်ပါကျွန်တော်ယုံကြည်ရပါတယ်ပြီးတော့
use it don't be stupid အိုးတေးတွေဘောငါတွားယူတယ်မကျေးဇူးပါမိုလီကျေးဇူးတင်ပါတယ်ယုံကြည်လိုက်ပါဒါကျွန်တော်မဟုတ်ပါဘူးမိုလီကကျွန်တော်မဟုတ်ပါဘူးယုံကြည်လိုက်ပါ 100% ယုံကြည်ပါထားပါတယ်ကျွန်တော်နေအာရီမှာမှာနေကုန်ပြီဒီထဲမှာပါရှိတိတ်ရွယ်လေးလေးပဲ decoration အတွက်တော့ရပါဘူးထားပါတော့တိတ်ရွယ်လေးအဲ့လောက်များငါဘာတော့လဲမစားမှာငါတို့ကလည်းအောင်မဟုတ်လားထားပါကျွန်တော်အားရောင်ကြီးအဲ့ကြောင်ဝမ်ဘလော်လေးနဲ့ဘာဖာဝီတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နေထဲလေးကနေဘာယူมาလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်မှာစပွန်ရှိလားတော့မသိပါဘူးစပွန်မပါဘူးစပွန်အဲ့ဒါကျွန်တော်နေမော်ဖန်လေးကိုလည်းပြင်ထားပါတယ်ခင်ဗျာစေးပဲ yeah အဲ့ဒါဘာမဟုတ်ပါဘာလို့မလဲဆိုကျွန်တော်နေမော်နီမသွားပြီးကျွန်တော်နေဘယ်လိုပြောကျွန်တော်နေမမိနေပြီစပွန်ပါစပွန်ပေါ်ရမပေါ့ဘာလဲစပြာမပေါ့စပြာစုပ်တွေဟာရေးစုပ်တွေဟာဘယ်လိုခေါ်ပါလဲထားပါတော့ဖော်တုံးလေးသွားရမှာဖြစ်ပါတယ်ဖော်တုံးဆိုလို့တခြားဖော်တုံးမဟုတ်ပြီးတော့ကျွန်တော်ဒီနားမှာဗလီဂျာဟောရှိပါတယ်ခင်ဗျာကျွန်တော်နေဇွန်ပြီးဗလီဂျာနှစ်ကောင်ရှိရနေပြီးတော့ရပါဘောနော်ဘလို့ဝီကနက်ပိုရှင်ကကျွန်တော်နေစတော့wish တွေကိုလောက်ထားပေးမယ်ပြီးတော့ကျွန်တော်နေဒီနာမည်လေးပြထားပါနော်ကြော်ကြီးဝိုင်းနဲ့ကြော်ကြီးပါဘာလို့ပြရလဲမပြောလဲသူများလေးပြလက်ပြဖြစ်ပါတယ်ဘာနာမည်စဉ်းစားမကျွန်တော်နာမည်ပြညံ့ပါတယ်ခင်ဗျာကျွန်တော်ခွေးတော်မှနာမည်ပြရသေးပါဘူးခင်ဗျာအဲ့ဒါပါပဲဆိုတော့ပြောရမယ်ဟာဆက်ပြောမယ်ဆိုတော့ဖြစ်ကျွန်တော်နေဝီရှီကနေပြီးတော့ဝီကနက်ပိုရှင်တောင်းနေဆိုမြဲဆရာသမားပိုရှင်တွေပဲပြစ်ပြီးတော့တေးသွားပေါ့နော်နောက်တစ်ကောင်လေးအထက်ဆောင်ပါတယ်ခင်ဗျာနောက်တစ်ကောင်လေးသူ့ပိုရှင်နဲ့သူတစ်ခါထပ်တေးပါတယ်ခင်ဗျာအဲ့ဒီကျွန်တော်လေးစိတ်မရှိဘူးဆိုပြီးကျွန်တော် credit mode လေးပြောင်းပြီးတော့နည်းနည်းလေးရှိလိုက်ပါနည်းနည်းလေးပါပဲစိတ်ပူရင်ကျွန်တော်လည်းဝီကနက်ပိုရှင်တပလင်းပဲပြစ်ပြီးယူလိုက်တာပါပဲအဲ့ဒါပါပဲတကယ်ပြရပါကျွန်တော်နေမိလာယူရပါမေးနေအဲ့ဒါမေးနေငါစိတ်ညစ်နေတာလေးတစ်ဖားလာအောင်ပါနေမှမသိအပေါက်တွေကြည့်မိလာယူတာအလားမေးနေတယ်ဒီရတော့ထားပါကျွန်တော်နေရင်ဆုံးရင်နဲ့ခရီပါမိုင်းနာအရင်အပီဆုံးဝင်ခရီပါလေးကိုတွားပြီးတော့ပန်းလေးပြီးပါမယ်အဲ့ပန်းပနေရှိနေတယ်ဆိုတော့ကျွန်တော်နေသူပန်းနေမပေါ့သူပေါက်ပြီးတော့ကျွန်တော်ပန်းနေထားပေးတယ်ဒီအဲ့ပန်းပါပဲတုံးထားပါပဲဝမ်းတော့တီးတော့ကျိုးနေထားပါကျွန်တော်ရင်းနဲ့မိတီတီးထားတာတီးတော့ထားပါကျွန်တော်ရင်းနဲ့ဖော်တော့နေတော့ရှာလိုက်အောင်ခင်ဗျာမော်နီမဲရောက်မှပဲတွေ့ပါမယ်ကျွန်တော်နေနဲ့မိုးရှင်းလာဖြစ်ကုန်Ocean Monument ကိုရောက်ပြီပဲဖြစ်ပါတယ်အော်ပြကျွန်တော်နေဟို record လုပ်ဖို့မေးသွားတဲ့အပိုင်းရှိရဝင်ဘာလဲဆိုကျွန်တော်နေ sample ရင်းနဲ့ဘေးနောက်ကားပြီးဝယ်ပေါ့နော်တော်တော်ကြီးတော့ပြီးနေပါပြီထားပါတော့ကျွန်တော်အနေနဲ့ဟိုကတော့ Ocean Monument ဆိုလို့မသိမှဖြစ်ပါလားအရေးထဲမှာကာရီယာဖန်လာပေါ်နေသေးတယ်ကွာစိတ်ညစ်တူးလို့မရအောင်တော့ကာရီယာဖန်တွေကဘာတွေလဲမသိဘူးဒါပါတော့ကျွန်တော်ရင်နဲ့သူတို့ရဲ့ဘောကိုလိုက်ပြီးတော့ရှားမှာဖြစ်ပါတယ်တော်တော်လေးလေးကြာမှာဖြစ်ပါတယ်တော်တော်လေးလေးပြင်းရကောင်းပါတယ်ဘာလို့ဆိုသူတို့ဘောကပုံမှန်လေးစိနေရည်ဒါပေါ့နော်စပွန်နေရရှားရခင်မိတယ်ပြကျွန်တော်တခုမေးလာတယ်လို့ပဲအဲ့ဒါတော့ထားပါတော့ကျွန်တော်ရင်နဲ့ဒီကိုတည်သွားမယ်ဆိုရင်တော့ဖြင့်အပိတ်ကြီးပဲဖြစ်ပါတယ်ကျွန်တော်ရင်နဲ့ပတ်ကလေးတောက်ပြီးဒီဘောကိုတော့ရှာမယ်ပေါ့နော်ဟာယုံကြီးအဲ့နေငါမေးလာတာအဲ့ဒါမဟုတ်ဟိုမေးလာတာဟာမေးသွားပြန်ပြီကွာဘာလဲဆိုကျွန်တော်ရင်နဲ့ပူရှင်လေးတည်မလားဟိုစားပါလေကြီးရောက်ထဲမှာအသက်ရှူနေတဲ့ပူရှင်ပါမိလာပါတယ်ခင်ဗျာကိုလည်းပဲတစ်လုံးလောက်စားလိုက်ပါမယ်တော့ဘာမှဖြစ်ပါဘူးစက်နှလုံးလောက်ရှိတာပဲတစ်လုံးတစ်လေးလားဘာမှဖြစ်ပါဘူးဒါကတော့ကူထားတဲ့အခန်းပဲဖြစ်ပါတယ်ထင်တာပဲကိုဘလို့လားမသိရှိI don't know ရှစ်ဘလို့လားမသိဘယ်လိုအလားကြီးဆိုတော့ရောင်ကြီးအပေါ်ဆော့ကိုနေရပြောက်နေပြီကြပါအောင်နောက်တစ်လုံးထပ်စားရတော့မယ်ထင်းနေဒီပုံစံအတိုင်းဆိုစားလိုက်ပြီကွာဘာမှဖြစ်ဘူးကိုဟာကိုပို
ပိုရှင်ယူသေးဝါဆိုကြမှာမကောစိတ်ညစ်နေရပြဝါပြီးဟျောင်းနေပြကြပါနဲ့တောင်းမပါလေခင်ဗျာတောင်းမပါနဲ့ပြကြပါနဲ့ဟာအတီးကနေပြီးဝင်လာပါဟာဘလို့လို့အပေါကြီးပေးပါဟာရောက်သေးပြီးတဲ့ no Milo never die bro trust me ရေးထဲမှာဆိုလို့ပို့ဆိုနေပြီလမ်းပြောက်တာအားရောက်ရငါဆင်းလာအောက်ကပါကျွန်တော်အနေနဲ့ဘလို့ဖြစ်သွားမှမသိဘူးမဲ့အိမ်အော်တိုပြန်ရောက်သွားပြီးတော့ဒီကိုပြန်ရောက်လာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စပွန်ဝိုက်တခြားဒီခါတော့ဆက်မယ်ပေါ့နော် yeah အိမ်ပြန်ရောက်ဆိုကျွန်တော်သိတယ်ပြန်ရောက်မှာကျွန်တော်ဘလို့ပြန်ရောက်သွားမှမသိရပါယုံကြည်လိုက်ပါရေးအားရေးတယ်မှာပိုရှင်တောက်ပြီးမှဟိုကဂါရီယန်ဖတ်တောက်ဂါရီယန်ဖတ်ပြီးမှပိုရှင်တော့ကောင်းတာတော့ငါယူကြပြစ်တယ်ပြစ်ကြပါနဲ့ခင်ဗျာပြကြောင်းရဒီနားမှာရှိရပေါ့နော်တီကွာကြီးလေဘလို့တီရလဲဆိုကျွန်တော်မသိပါဘူးကျွန်တော်ဒီတိုင်းဝင်ကြပါစားတော့တွေ့တယ်ရှိနေစားပါခင်ဗျာဘာဆိုတော့အပေါ်ဆုံးခင်ဗျာအကောင့်ကြီးရှိနေနေတာပဲလीနော်လေးသားရောင်းရတယ်သူများနဲ့ပွဲဆွနေဆိုတိတာတာပေါ့ဒါပေမဲ့ရောင်းဆုံးလေးတွေโอเคခင်ဗျာတခုရပါပြီခင်ဗျာဟိုလေးတော့မချတော့ပါဘူးပေါက်ပန်းလေးတွေလေးမချတော့โอเคစပွန်လေးထားတဲ့နေရာတွေ့ပါနော်ကျွန်တော်အောင်မိုင်းလိုမျိုးငါမိနေပြကြမှာပါဘုနောဟိုတုံးကောင်ကိုအမှန်ကန်တီးပြီးတော့ကျွန်တော်ရဲ့တပလင်းပိုရှင်တပလင်းနဲ့လောက်မယ်လို့ထင်ပါတယ်မလောက်လေနောက်ဆက်တပလင်းထပ်ပြီးတော့ရှိတော့လာတာပေါ့နော်ဒီမှာနောက်တစ်ကောင် EDPD နောက်ဆုံးတစ်ကောင်ပဲရှာဖို့လို့အာပြပါနဲ့မပြကြပါနဲ့ခင်ဗျာ no ဟာမင်းပြင်ငါကာမဖို့ကွာချပြီးဟာရောင်းတော့ပတ်ကြည့်ပါတာတခုမကောင်းသေးလားနှခါတဲ့တန်ရိပ်လို့မြလွတ်ဆိုသွားတာဟိုကโอเคနောက်ခုရပြီနောက်ခုရဆိုနောက်ဆုံးတစ်ကောင်ရှာပြီးတော့ကီးမယ်ပြီးရင် okay ပြီရော့အာကြီးမလာနေရော့လွင်သွားပြန်ပြီရော့မတင်ပေါ်လုံးကန်လိုက်တဲ့အတိုင်းမှာဟုတ်တယ်စောစောတော့ကျွန်တော်အပေါက်တွေရနေပြီးလာမှန်နေဒီပေါက်တွေကလာတာကျွန်တော်မသိဘူးကျွန်တော်ဒီရနေပြီးတော့ထားပါတော့ငါကြီးမှာပေါက်လေးပြောင်းလို့မရအောင်စိတ်ညစ်ကျွန်တော်ရင်းနဲ့ဒါတကူရှိတဲ့ခန်းရောင်ကြီးနောက်ဆုံးတစ်ကောင်ရှာချက်ဆုံးပြီအနူဆုံးကောင်နေဒီမိုးနေမလေးရဘော်ဒီကဘာမှမဟုတ်ပါဘူးကျွန်တော်အနေနဲ့အရှိရပြဿနာပါရှိရတော်လေးပြဿနာပြီးပါတယ်ခင်ဗျာရှင်ငုတ်လိုက်ကိုအနေဆိုရှင်မိုးပြောရှိုးတပန်နေရတော့ဟာဒါဘောခင်ထားပါတော့ဘောခင်ဘာလို့မနော်ရှင်ကြီးတွေ့လိမတွေ့သေးဘူးဟိုပစ္စည်းရောက်တော့လေးတွေလာချတယ်ကွာစိတ်ညစ်တယ်ဝေးယူပင်းယောအဲ့နော်ဘာဆိုကြည့်ကျွန်တော်အမကြိုက်ဘူးနော်ကျွန်တော်လည်းအချမ်းနဲ့လောက်ထားလို့ရတာဆိုတော့တိတ်ခါမော်ကျွန်တော်ပြန်ဖြတ်တယ်ပေါ့နော်အဲ့နော်အိပ်ပြီးမလောက်ဘူးနော်ဒါမဲ့လည်းဖိုင်ယာဆရီဘာရီနဲ့ကောင်းလာဆိုတော့တကယ်တည်းကကျွန်တော်အနေနဲ့နော်ဘတ်ကြီးအဆောင်ပါဘူးနော်ကျွန်တော်လည်းဖိုင်ယာဆန်နော်ဘတ်ပါလို့နှစ်ခုပေါင်းလိုက်တော့နော်ဘတ်ကြီးကပါဝါပေါ့နော်အဲ့လိုပါပဲပြင်ကျော်ရင်လည်းအလိုက်ဆိုအန်ချက်ရမယ်ပေါ့နော်အလိုက်ဆိုအန်ချက်ဖို့စတော့နေတဲ့စာအုပ်တွေကိုအန်ချက်ရပါမယ်အန်ချက်ပြီးသွားရင်ကျွန်တော်အနေနဲ့ unbreaking 3ကိုရောက်ယူရမယ်ပေါ့နော်အဲ့ခါကျရင်ပြီးရင်အလိုက်ဆိုအန်ဖေးလေးမှာထည့်ပြီးပြင်ပြီးအန်ချက်လိုက်မယ်ဆိုတော့ okay မဆိုပြီးသွားပြီဖြစ်ပါတယ်ပြကျွန်တော်ရင်ပလီဂျာလီကောင်နေတဲ့တကောက် librarian စကြည့် librarian လုပ်ပြီးတော့လောဘနော်ပြီးရင် join နဲ့ဘာလို့မပါလဲဘာလဲမင်းဘာလို့မပါလဲlibrarian နဲ့ join နဲ့ man တင်ရောင်းခံရမှာဖြစ်ပါတယ်ခင်ဗျာဟာပြင်ပါဆက်သွားဟာဆိုတော့ငါရှာတော့မတွေ့ရှိုးအဲ့ရ
ရောဘေးခေါင်တော့ရှာတော့ဟာရောင်းနားလေးရောင်းရင်မလုပ်ပါနဲ့အိုးခြေတော်လေးငါတွေ့ပြီခြေတော်လေးတွေ့လိုက်လေခြေတော်လေးဒါအမီလေးလားမသိဒီနားမှရှိတယ်အေးပါကွာရေတယ်မပြစ်ဟာပြစ်နေမပြစ်နဲ့တောင်းမှန်ပါတယ်ကျွန်တော်လည်းဒီကနေပြီးတော့ဝင်သွားပဲဘုန်းတော်ပြင်ဒီကိုတန်းပြီးကိုယ်လိုက်မယ်ဆိုတော့ဖြင့်အပေါလေးမရှိဟာငါဘလို့တော့ဝင်ရမှာအပေါ်ကနေဝင်ရမှာအေးဗျာဒီပေါ်ကနေလာမဟုတ်ဒါအပေါ်ပေါ်ရှိရနာမအပေါ်ကနေဝင်ရမယ်စင်းနေရဆိုအပေါ်ကနေအောက်ပြန်စင်းโอเคဟုတ်တယ်အောက်တယ်အပေါ်ကနေဝင်ရမှာဟုတ်လားဟာအပေါ်မှာလည်းအပေါကြီးပဲဘရမိုင်းရတော့မထင်နဲ့မိတ်ကလင်းပြီးကြမှာကြိုးရင်းနဲ့ဟိုတောင်းမှာပေါ့နော်လောစေတော့ဘေပါကလေးရွာဟာကြီးတယ်မနှက်ထက်ကြီးဟာပြင်ပဲပြပူထောက်ရှာဟာတပါရီဒီရမလားနိုးပါဒီထဲမှာဘာမှမရှိပါဒါဆိုတော့ကျွန်တော်ရဲ့ကြော်ရင်တုံးတဲ့မိုးရီရဲ့မော်နီမန်ရဲ့ post ပေးဖြစ်ပါတယ်စိတ်ပလင်ကမတောက်ရှင်ဒီပါဆိုပြီးနွားလူတော့မှာဆိုတော့ကြောက်အောင်မကြောက်လို့စိပိုးရှင်ပါတခြားစိတ်တော့မဟုတ်ပါရှိရအောင်ကြိုင်ငုံနေစိစိနေအဲ့ဒါပါပါတယ်ပိုးရှင်အလဲထိုင်နေရပါမိုးနီမန်ရဲ့မိုက်တယ်ဒီအကြောင်းနဲ့ပြပက9ခုယူလာပါတယ်ခင်ဗျာလိုရမေးရပေါ့တောက်မယ်ပြီးရင်တဘလို့တန်းဖြတ်မယ်ဒီအောက်မှာနော်တခြားအောင်ကြည့်ရမယ်โอเคဒီအောက်မှာခြေတန်းလေးထွက်တယ်မြင်ရလားတော့မသိဘူးခင်ဗျာကျွန်တော်ဒီတောင်းလားလေးကဘလို့လေးဖြစ်လိုက်အာကြီးတယ်မပြစ်ကြပါနဲ့ဘလို့လေးဖြစ်ချမပြစ်နဲ့လို့ဆိုအာကြီးတယ်မတော်ပြီအေးပါကွာဟိုငါးစုပ်လေးတွေကအခုကြာတော့ဝင်နေရောရှယ်ပြည့်နေ bro oh no no ကားတော့ဟာအေးမတေကွန်တို့ကပြီးရှင်းနေပြရအောင်နော်အာပတ်ပန်းလေးတယ်ဘလို့ပြပြတယ်ကွာဘင်းမေဘကတပလေးပါလက်ပြကုန်ပြီခမညာကြောင်သွားပြီငါသွားပြီအေးယာနောက်ဆုံးမေပါကအောင်ဖချီတော့မတထတန်ကြစီဟာအေးပြင်းနေတော့မပြင်းနေတော့မင်းတို့ပေါ်ငါတွေ့ပြီဘယ်မှာတော့ဒီတုံးတော့တမdrown တွေဝင်လာကုန်ပြီboss ကပဲနာမငါဒီနာဝင်ပြီးတိုင်းမဟုတ်လားအောက်ထပ်မှာလည်းထပ်ပြောနေနော်မောဟာဒီမှာအဲ့တော့ကျွန်တော်နေ water breathing potion လေးထပ်တောက်လိုက်ပါမယ်နမဖတ်တာမှလားတော့မသိပါဘူးကိုတဲ့အပင်ဒီနောက်ဆုံးကောင်ဝီဆုံးကောင်မို့ဒီကောင်အကျန်းဆုံးကောင်ဒီကောင်တွန်းအားမမြောက်တွန်းအားရမထွက်နေလीကွာဒီကောင်ဟိုအန်ရှယ်ရင်းတစ်ခုပါလေထောလာမသိသေးဝိုင်းသူ့ချလိုက်ပြင်မဲ့တမ်းမရှိနေနေအောင်ကြောင်းနေဘက်ကက်သွားယူလိုက်အောင်မခင်ဗျာအိုးကြောင်းနေဒီနေရာပြန်ရောက်လိုက်ပါတော့အလိုက်ထွားနဲ့ဘာလို့ဆိုကျွန်တော်နိုင်အလိုက်ထွားပြတ်တော့မယ်လीအကြောင်းမို့ပြန်တဲ့ခါကြမှာပဲသုံးမယ်ဆိုပြီးလောက်ထားပါတော့ကြောင်းနေဒီခါတော့ potion of water breathing လေးကိုသုံးပြီးတော့အမင်းငေါ့တဲ့မရှိခွေတာပဲရအောင်အားလည်းမဆိုင်ကိုဟာကိုပြန်ပြောနေစိတ်breathing water or breathing ကိုသုံးပြီးတော့ join နဲ့ spoon လေးရှာမှာဖြစ်ပါတယ် spoon ဒီဖော်လုံးလေးရှာမှာဖြစ်ပါတယ်ဖော်တော့စောစောတော့တွေ့ပါတယ်ဟာဘလို့ဒီနားမှာပြောက်ဟာရောက်ဖော်တော့ထိုက်ရှာရောက်မင်းဒါအဝင်ပါမရှိတာမဟုတ်ဘောစကန်ထဲမှာတခါရှိတာဒီကျမလည်းမရှိရှိတာနိုးပါဘာမှလည်းမရှိဘူးခင်ဗျာအစားဒီနားမှာအခန်းရှိတော့ဒီမတွေ့ပြီโอเคပါစပွန်ကဘာနဲ့မလာလည်းမသိပြည့်ကျန်နေလားမသိ
ရောင်ကြီးနေတယ်ဟာas နဲ့လားအော်ရတယ်โอเคပါပြရနေရောပြက FSC 5G နေတော့နော်မင်းအကောင်လုံးနေရတယ်ဟာ oh yeah မိုင်းလိုက်ပါဦးမင်းအထိလိုက်ပါနော်ပြင်းဝိုင်းโอเคပါအထိလိုက်ပါဦးမခင်ဗျာမပေါ့မိုင်းလိုက်ပါဦးမခင်ဗျာပဲပြန်လေကျူစုလိုက်ပါတယ်စကင်ကဘလို့ဖြစ်သွားလဲဆိုတော့ wifi လည်းမကောင်းလို့စကင်ပြောက်သွားပြီဖြစ်ပါတယ်ထားပါတော့ကျွန်တော်လည်းအင်အားတော့ဆောက်ပြီးတော့ပါပြီ recording ကတော့ဘာလို့မသိရလဲဆိုတော့ဒါကျွန်တော်အထိန်နေရပါတော့ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့တချင်နားထောင်ပြီးအိမ်ဆောင်နေအောင်မေ့သွားပါတော့ပြီးကြကျွန်တော်ကတချင်ဟိုတရားလိုစကားတွေယူလို့ပြောပြီးတော့လှုပ်စားပါတော့တကယ်ယူကြတာပဲထားပါတော့ကျွန်တော်ရင်းနဲ့အသိလုံးနေရင်းနဲ့စကားပြောတယ်ဖြစ်တဲ့အတွက်ကျွန်တော်ရင်းနဲ့ပြီးတော့မထည့်ရတဲ့တရှင်record ပြန်လုပ်ရအောင်အတန် record ပြန်လုပ်ရအောင်လုပ်မယ်ဆိုပေမဲ့လည်းပဲမိနစ်20ကျော်နေပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ပိုင်းအိမ်ကိုပြတာပဲလည်းပြပါတော့မင်းတော့ကျွန်တော်ရင်းလီကာလေးဖြစ်ပါတယ်လီကာတော့ဘယ်သူတော့ဘူးနော်ဘယ်လိုဖြစ်သွားလဲမသိပါဘူးနည်းနည်းလေးအမှားယွင်းလေးဖြုတ်ထားပါတော့ဒါတော့ကျွန်တော်တို့ရဲ့ရှိကင်းပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်နေဒီကနေပြတက်လာလိကပေါ့နော်ဒါတော့ graph plot လေးကိုကျွန်တော်နေဒီခက်လေးတွေနဲ့တူပြီးထည့်ထားတာပေါ့နော်ပြီးကျွန်တော်နေဒီစကားအေးရတက်နေပါတယ်ခင်ဗျာဒါအေးရတက်တယ် bro ထားပါတော့ပြီးရပါရှိသေးနေပြီးကျွန်တော်နေဒီမျိုးပေါ့နော်မီတီလေးပဲထည့်တာပေါ့ဒါကတော့အခန်းပိုးကြီးပါလို့ပါအောင်ခင်ဗျာဒါကတစ်ဖက်ပဲလုပ်ပြီးတစ်ဖက်ကလုံးမလုပ်ဖြစ်နေပါတယ်ဒါကတော့ကျွန်တော်ရဲ့အိတ်ခမ်းလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အာမာလေးကျွန်တော်ရဲ့အိတ်ခမ်းအာမာပဲဖြစ်ပါတယ်ဒါနဲ့ပေါ့နော်ဒါကတော့ old diamond ပြီးကန်တဲ့ old diamond aspect ဖြစ်ပါတယ်ဒါတွေကတော့ဘာမှမဟုတ်ဘူး decoration ထည့်ထားပါတော့ကျွန်တော်ရဲ့အခန်းကဘာနဲ့တူရဲဆိုပြပါမယ်ပြီးရင်ဒါကတော့ကျွန်တော်ရဲ့ဘာမှမသိတော့ပိုခံပြီးပါတယ်ဒါကတော့ story room ဖြစ်ပါတယ်တော်တော်လေးတူပါတယ်ခင်ဗျာရှိရကြည့် yeah ကျွန်တော်အခန်း story room နဲ့တူပါတယ်ဒါတော့ fading ပစ္စည်းတွေပေါ့နော်ပြီးကျွန်တော်နဲ့ပြောင်းလေး stay cat တွေနဲ့တူလာပဲဖြစ်ပါတယ်ပြောင်းအောင်ခုကြီးတကောကပဲရောက်နေရလဲဆိုတော့အပေါ်ချဲလေးမှမသိကျွန်တော်တင်ထားဟုတ်လားမသိအရှိရောက်ရင်ဒီမှာပါဟေးပြီးဒါတော့ဘာလုပ်နေလဲဆိုတော့အိုက်တန်လေးတွေထည့်နေရပဲဖြစ်ပါတယ်ကြောင်းပြပြတော့ဘာလုပ်နေမှမသိပြီးရဒီထဲမှာโอเคပါဒါယူလေးဘာလုပ်နေအောင်အဲ့နဲ့ကျွန်တော်ဘာလုပ်နေမှန်းကျွန်တော်မသိဒီထဲမှာကျွန်တော်နေအာယွန်းနဲ့ခိုးလေးတွေနဲ့တန်သူတန်သားလေးထည့်ပါမင်းပြီးမြပကကပြပြတော့ငါဘာလုပ်နေရပါလိမ့်ဒါတော့ပစ္စည်းဆောက်တွေဟာဆိုတော့ဒီထဲပဲထည့်ပါမယ်ဘောနော်ပြီးရင်ကျွန်တော်နေပြီးဟဲ့ဦးနောက်တစ်ခုထားလိုက်ပါမယ်နောက်ခုရှိပါပြီပြီးတော့ကျွန်တော်နေ slab လေးတွေထားပါမယ်โอเคပြီးတော့မေဘကဖူလေးထားရတာမဟုတ်လားရဟဲ့ပြန်ထုတ်ဟာโอเคပါကျွန်တော်နေဖူလေးတွေထားလိုက်ပါပြီခင်ဗျာအဲ့နဲ့ကျွန်တော်ဘာလုပ်နေမှမသိဒါပါပြီးတော့ကျွန်တော်နေလေသာလေးတွေထည့်ပါမယ်ပြီးရင်လိုက်ပြမယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့အော်တိုအဖွင့်ပိတ်အလုပ်တွေတကားပဲဖြစ်ပါတယ်ဒီတကားပဲအလုပ်လုပ်တာတော့မဟုတ်ပါဘူးရှိမှလည်းတကားတစ်ခုအလုပ်လုပ်ပါသေးတယ်ဒါတော့ unchatting room ပဲဖြစ်ပါတယ်ဒီကတော့တစ်ခုနည်းနည်းလေးမိုက်တယ်ပေါ့နော် glass လေးတွေထားပါဒီဘာရွက်တော့အလှပြထားပါဒါတော့ကျွန်တော်ရဲ့မတုံးတဲ့ထူးလေးဖြစ်ပါတယ်ပြီးတော့ fountain ဘာတွေမသိဘူးနော်အဲ့ဒါတွေကကျွန်တော်ရဲ့အလိုက်ထွက်ပြဖို့ဖြစ်ပါတယ်ပြီးတော့ဒါလေးတွေယူပြီးတော့ထည့်ရအောင်ပေါ့နော် story room နဲ့ဒီတိုင်းဟာမလောက်လေနော်ဟင်းအပေါ်ဟာလေးတွေယူမယ်ပြီးတော့ဒါလာပဲထည့်တဲ့ဟာပေါ့နော်လာပဲလက်စုရီတို့ပါလို့ထည့်တဲ့ပြီးတော့အရင်ဟာတွေကိုတော့ကျွန်တော်အနေနဲ့မပြောင်းရသေးပါဘူးဆိုတော့ကျွန်တော်ပြင်းသွားလို့ပဲအဲ့ရင်တော့ပြင်းစရာကြီးလေအင်းစောဟာတော့ကျွန်တော်နေ
ဒီຢာလေးတော့ထည့်နေပေါ့နော်ဘာတွေထည့်နေမလဲမသိပါဘူးနော်ပြီးတော့ကျွန်တော်အနေနဲ့တုပ်လေးထည့်တယ်ပြီးတော့စတဲလေးတွေဆလက်လေးတွေတုံးဆလက်လေးတွေပြီးတော့နေရာအမှန်ကန်ချိန်ပါတယ်ခင်ဗျာပြီးကြတော့ဆိုင်ထည့်ပါတယ်ပြီးကြတော့grand ဘာလဲမသိအဲ့ဒါကြီးတွေထည့်ပါတယ်ခင်ဗျာပြီးတော့ string လေးက spider eye လေးတွေ arrow လေးတွေဘူးလေးတွေထည့်ပါဦးခင်ဗျာဘူးကဘာလို့လဲဆိုတော့ဒါ Telegram စီရကြတယ်ဆိုတော့ဒါမော့ဒီနဲ့ပတ်သက်လာပဲလीနော်အဲ့ဒါပါပဲဘာမှမဟုတ်ကျွန်တော်ထည့်ကျင်တိုင်းထည့်နေတာပါပြီးကျွန်တော်ဒီထိုင်မပကလေးရောင်ပြီးခေကုန်ပါတယ်ခင်ဗျာပြန်နှုတ်အောင်လို့โอเคပါပြန်နှုတ်လိုက်ပါပြီကိုဟာကိုလုတ်ခဲ့ကြည့်ပြီးကိုဟာကိုတိုင်းနေပတ်နေဒါတော့ကျွန်တော်ရမတုံးတော့တဲ့ item လေးအပေါ်ထည့်ရမှာမဟုတ်ဘဲနဲ့တော့ထည့်တာပဲဖြစ်ပါတယ်ငါလည်းခုမှကြည့်ပြီးတယောက်တည်းကိုကြောင်းနေပါပြီဒါတော့ကျွန်တော်အနေနဲ့ဒီထဲကိုထည့်မှာပေါ့နော်ဒါတော့ကျွန်တော်လည်းလူမမလို့ sticker ကြီးရပါလို့တော့မပြီးရှိတယ်မလို့ပေါ့ကျွန်တော် Superman ပါမလို့ပါကျွန်တော် Superman ပါအဲ့တော့ခရီးပါလောက်နေတော့မသိပါဘူးကျွန်တော်ဟင်းပြီးတော့ကျွန်တော်လည်းမိုးလေးတွေရွာနေပါတယ်ခင်ဗျာပြီးတော့ကျွန်တော်လည်းအပေါ်မှာလုံးရအောင်ပေါ့နော်ဒီပိုင်းမှာလည်းပြတယ်ပေါ့ပါဆိုရှင်နေလို့ပါခင်ဗျာဘာလို့မဆိုကျွန်တော်လည်းလေရက်လုံးလို့ပြောပါလေရက်နဲ့အပေါ်ကဟာလေးအပေါ်ကဘယ်လိုပြောအပေါ်တာဝါတိုင်းလေးတွေနဲ့အပတ်ဖြစ်တဲ့ဟာလေးလုံးပေါ့နော်ဒါကတော့ပွင့်လေးတွေဖြစ်ပါတယ်ကျွန်တော်ဒီတိုင်းထိထားပါပေါ့နော်ပြီးတော့ဒီအောက်မှာတော့ကျွန်တော်လည်းရှိကန်ရှိပါတယ်ဒီနေ့ဘူးတော့ဒီတော့အားလုံးပဲဆုံးဖြတ်ဖို့အားလုံးကြည့်တူပါတယ်နောက်ထပ်ဘူးတော့ပြင်တူပါမယ်ဘိုင်ဘိုင်ပါငါလေးကြည့်လိုက်အောင်မင်း yeah okay ဒီနေ့ဘူးရဒီတော့ပဲအားလုံးပဲ subscribe လုပ်ကြပါကျွန်တော် 1k subscribe ပဲပြည့်ကျင်လို့ပါခင်ဗျာတတာ